လာမယ့်စက်တင်ဘာလတောက်ကြသားသမီးများအတွက်တလစာဟောစာတမ်းဖြစ်ပါတယ်။စက်တင်ဘာလတောက်ကြသားသမီးများအတွက်ခါကြတော့ပွားရင်းနဲ့အလောက်အကိုင်မှာတိုးတက်မှုများဖန်တီးနိုင်စွမ်းနဲ့စိတ်ကူးသင့်များကောင်းမွန်နေမည်လားလို့လည်းပြောလို့ရပါတယ်ရှင်။အနုပညာဒီဇိုင်းဝန်ဆောင်မှုနဲ့ကူးတန်းရောင်းဝယ်ရေးလုပ်ကိုင်နေတဲ့သူအတွက်အထူးအောင်မြင်ပြီလားဖြစ်ပါတယ်ရှင်။တတိပြုရမှာကစာချုပ်စာတမ်းများလက်မှတ်ရေးထိုးရာတွင်အသေးစိတ်တေချာဖတ်ရှုဖို့လိုအပ်ပါတယ်ရှင်။မိတ်ဆွေအချို့ဤမရေရာတော့မတဲ့ပဲပြောဆိုမှုများကြောင့်လုပ်ငန်းကြမ်းကြာမှုမဖြစ်စေရန်စနစ်တကျပြင်ဆင်ပါရှင်။ငွေရေးကြေးရေးမှာခါကြတော့ပုံမှန်ဝင်ငွေတွေစီးဆင်းလာမှာဖြစ်ပြီးတော့မမျှော်လင့်ထားသောလက်လာပများနဲ့လက်ဆောင်များရရှိတတ်ပါတယ်ရှင်။အဝတ်အထည်နဲ့အလှအပလူမှုရေးကိစ္စများအတွက်အသုံးစရိတ်ပိုမိုကုန်ကျနိုင်သဖြင့်စေတနာပိုပြီးအပေါ်မသုံးစေရန်သိမ်းဖို့လိုအပ်ပါတယ်ရှင်။အချစ်ရေးနဲ့အိမ်ထောင်ရေးမှာခါကြတော့လူပြိုအပြိုများသည်ဆွဲဆောင်မှုရှိတော့သဘောထားကြီးမားသူနဲ့ုံတွေ့ရတတ်ပြီးမြတ်တာများဖို့အခွင့်အရေးကောင်းများရှိပါတယ်ရှင်။အိမ်ထောင်ရှင်များအနေနဲ့ခါကြတော့အချင်းချင်းတဝန်တိုမှုတော့မဟုတ်စကားအပြောအဆိုလွန်ကဲမှုမှစ၍စိတ်ဝေဒနာဖြစ်တတ်သဖြင့်တဦးနဲ့တဦးတီးခံခွင့်လွှတ်ပေးရန်လိုအပ်ပါတယ်ရှင်။ကျမရေးမှာခါကြတော့စီးနဲ့ကြောက်ကဝမ်းဘတ်ပိုင်းဆိုင်ရာအနှဲငယ်မှုများဖြစ်တတ်သောကြောင့်ရေများတောက်ရနဲ့အစာအသောက်တန့်ရှင်းမှုကိုခယူဆိုင်ပါရှင်။ပြုလုပ်ရမယ့်ရတရာတွေခါကြတော့တောက်ကြနဲ့နနဲ့မှာဖျားမှာတပြေ6ခက်တလင်းကြောက်တို့မဟုတ်တဲဖြူလူတန်းချင်းဒါမဟုတ်ကလူပူဆိုပြီးတော့လိုရာဆူတောင်းပြီးမှကန်စာတာကိုပုံမို့တောက်ပလာစေနိုင်ပါတယ်ရှင်။စက်တင်ဘာလမှာကန်ကောင်းစေတဲ့အယောင်တွေခါကြတော့အဖြူရောင်အပြာနို့ရောင်ပန်းရောင်များဖြစ်ပြီးတော့ကန်ကောင်းစေတဲ့ကနခါကြတော့153ဖြစ်ပါတယ်ရှင်။